တဲတော့ကက်ကနေတပြီးတော့ဟောကိန်းထွက်လာရမှာအနာဂတ်ကမကောင်းဘူးဆိုပြီးထွက်လာပါလေဗျာလူဆိုရင်လူကောင်းနဲ့မကြုံတခြားအခက်အခဲတွေလည်းရှိမဲ့သဘောပါဗျာအဲ့ဒါတွေကအခုချိန်မှာတကယ်ဖြစ်နေပါလေဗျာတပြီးတော့ကမှန်ကြမှမှန်မှာဆိုပြီးထင်ပေမဲ့အခုအဲ့ဒီတိုင်းဖြစ်နေတော့ဖော်လမ်းညွှန်ပေးတော်မူပါဗျာဖော်ကြမှာပါစေဗျာတဲ့ဘေးရည်ရဒီနည်းတွေကမှန်တာလည်းရှိမယ်မှားတာလည်းရှိမယ်ပေါ့နော်လူပုံဆိုတာကံဉာဏ်ဝိရိယပုံဖြစ်ပါတယ်ကိုယ်ကဖျားတွေပို့လို့မယ်ဆိုရင်မကောင်းတဲ့ကံကြမ္မာဆိုးတွေကြုံရမယ်ဆိုပေမဲ့ဖျားတွေကုသကောင်းမှုတွေပို့လို့လိုက်ရင်အဲ့ဒီကံကြမ္မာဆိုးတွေစိုးကျိုးပေးခွင့်မရတော့တာတွေအများကြီးရှိပါကိုယ့်ရဲ့ကံကြမ္မာကိုယ်ပဲဖန်တီးရမှာဖြစ်တယ်ကိုယ့်ရဲ့အနာဂတ်ကကိုယ့်လက်ထဲမှာမယ်ဥပမာပေါ့နော်ဥပမာမနေ့ပြန်အစာမှားပြီးတော့ဥပမာဘိုင်းအောင်လေးမယ်ဆိုတာကိုယ်ကအဲ့လိုမျိုးပြောလိုက်တယ်ဒါဥပမာဆရာဝန်ကနော်အကိုကအစားတော့ပုတ်ပြီးစားတယ်ဖြစ်မှာမဟုတ်တော့ဥပမာပြောတာဒါမနေ့ကကားအစီအစဉ်ဖြစ်လိမ့်မယ်ဆိုရင်ကိုကကားမစီးပဲနေကားအစီအစဉ်ဖြစ်ဖို့ရာခိုင်နှုန်းနေသွားပြီမဖြစ်နိုင်တော့ဘူးဥပမာပြောပြတာကိုယ့်ပေါ်မူတည်တယ်ပေါ့နော်ဘေးရင်းလေးဒါတွေကမှန်တယ်ဆိုပေမဲ့လည်းဂျန်လုံးပြမမှန်ပါဘူးကိုယ့်ကြံမှာကိုယ့်လက်ထဲမှာပဲကံကြမ္မာစိုးတွေဘယ်လိုကြုံရမယ်ဆိုရင်ပိုတတိထားမှာပေါ့ပိုပြီးကုသိုလ်တွေပိုဖိလုပ်လိုက်ရင်တို့ကကောင်းကျိုးပေးဖို့အခွင့်မတားတော့ဘူးကိုယ့်ရဲ့ကုသိုလ်ကိုယ်စိုးကျိုးပေးမဲ့ကုသိုလ်ဟာတရားရှိရင်ကိုကတရားအားရှိနေကိုက200အား300အားကောင်းမှုကုသိုလ်ပို့ဖိလို့လဲအဲ့တရားအားခေါင်းမထောင်နိုင်တော့ကောင်းကျိုးကောင်းမှုကုသိုလ်ပို့အားကောင်းတဲ့အတွက်အကုသိုလ်အားစိုးကျိုးပေးဖို့အခွင့်မတားတော့တော်များများအဲ့ဘေးလေးတွေဓာတ်တွေနဲ့တွေဟုတ်ပြီမေးအကြမ်းမြင်နေတော်နဲ့သူကောင်းတယ်စွမ်းတယ်ဆိုပေမဲ့ပစ္စုပန်ကိုယ့်ပုံမှာမဟုတ်သေးတယ်ဘိုးတော်ပဲဘယ်ဘိုးတော်ပဲလာပြောနော်နတ်ပြည်နှစ်ထက်အစိုးရတဲ့ဒီတရားမင်းကိုလည်းလာဆင်းပြောရင်တော့မှကိုကစူးစမ်းရင်မှားမှာပဲသူတို့ပြောတယ်ဘယ်နည်းဘာဖြစ်မယ်ဘာတော့ဘယ်လိုဒုက္ခရောက်မယ်ဆိုပေမဲ့လည်းကုသိုလ်ကံစိတ်ထားအောင်ပိုကောင်းအောင်ပြင်မယ်ရေရာချေလို့တော့မရဘူးအဲ့ဒါတော့မှတ်ထားဟုတ်ပြီနော်ရေရာချေလို့တော့မရဘူးစိတ်ထားပိုကောင်းအောင်နေမယ်ဖျားတရားပေါ်လို့မယ်တရားအထုတ်ရင်အဲ့ဒီမှာကောင်းတဲ့ကံကြမ္မာဆိုရင်စိုးကျိုးမပေးနိုင်ပါဘူးနော်ဥပမာထပ်ပြီးတော့နားလဲလွယ်အောင်ဘုရားလောကဥပမာလေးနဲ့ပြောမယ်ဆိုရင်ဥပမာရေစီးလာတယ်ပေါ့ရေတွေကြီးလာတယ်ရေရစီးလာတယ်ဆိုရင်ကိုချန်ကြောင်မစည်းစေခြင်းဘူးကိုရှိကိုမလာစေခြင်းတဲ့နေရာဆိုရင်ရှေ့ကနေကြိုသွားပြီးတော့ကိုရှိမရောက်အောင်မစောင့်တော့ပဲနဲ့စီးလာတဲ့ရေကိုလိုင်းချောင်းလွှဲပြလိုက်ရင်ကိုရှိမလာတော့ဒါနားလဲလွယ်အောင်ပြောအဲ့လိုပဲကိုရှိမကောင်းတဲ့ကံကြမ္မာဆိုတွေလာမယ်ဆိုရင်ကိုကလိုင်းချောင်းလွှဲပြလိုက်ဖျားတရားနဲ့ပို့လို့လဲမေတ္တာတွေပို့တီလာတွေစောင့်တည်တစ္ဆာတွေဆိုဂုဏ်တော်တွေပွားကုသိုလ်တွေပို့လို့နော်ကံအမြန်ဆုံးကံကောင်းစေတဲ့နေရာတော့လမ်းကုသိုလ်တွေတရားကုသိုလ်တွေပြုကုတီတွေစေတန်ရှင်းကုသိုလ်တွေပြုဟုတ်ပြီနော်ဒီလိုမျိုးကုသိုလ်တွေကကံအမြန်ကောင်းစေတဲ့နည်းပေါ့နော်ကိုယ်နိုင်တယ်လို့စိတ်ကောင်းစေနာကောင်းနဲ့ပို့ထားပေါ့နော်